ဆရာမတစ်ခေါက်ပြပြောမယ်နော်အခုနဆရာမဗာပြောခဲ့တယ် magnetic circuit septa 7ရေ8 k 9ရေနော်အဲ့ဒီကောင်ကကြတော့ဆရာမတို့က landing organ 1 2ရေ19မှတ်ဖို့နော်19မှတ်ဖို့နောက်တစ်ခုက chapter 13 chapter 13က landing organ 3ကလေးတို့မှာသင်ခဲ့တယ် landing organ 3ရေ9မှတ်ဖို့ဒီကောင် landing organ 3ရဲ့9မှတ်ဖို့ဒီ chapter 13 culture laws superposition thymni northern maximum power transfer အဲ့ဒီလည်းအလုံးပေါင်းတစ်မျိုးမိတတ်တဲ့ဆောင်းပွဲမှာ9မှတ်ဒါပြီလားအဲ့တော့ဒါလေးပထမ landing organ 1 2က chapter 7 8 9တို့ခုဒီ19မှတ်ဖို့ chapter 13က9မှတ်ဖို့ landing organ 3 9မှတ်ဖို့နောက်တစ်ခုကnow chapter 17 DC transient DC transient က landing organ 10 landing organ 10ရဲ့စာတွေ6မှတ်ဖို့နော် chapter 17 DC transient တွေ့လားပါတယ်နော် DC transient ဒီ landing organ 10အတွက်7မှတ်ဖို့ပါနောက်တစ်ခုကthree phase system three phase system three phase system မှာဒီ landing organ 9လေးက three phase system ဘယ်နှမှတ်ဖို့လဲကျွန်တော်တစ်ချက်ပြောပါဦး landing organ 9လားငါပဲကြည့်လိုက်တော့မယ် three phase system three phase system 14မှတ်ဖို့ landing organ 9 14မှတ်ဖို့ဒါဒီ landing organ 9 14မှတ်ဖို့ three phase system chapter 9လေးက14မှတ်ဖို့နော်ရမယ်နော် chapter 9လေးက14မှတ်ဖို့ခလေးတို့ပုံလေးထဲမှာပေးပြီးသားပါပြီးလို့ရှိရင်ကျွန်မကြော်ပါလေဦးနာ electrical circuit theory single phaseဒီကောင် chapter 24 chapter 24ရဲ့ chapter 25ရဲ့နောက်တော့ chapter 26ကနောက်တစ်ခါ chapter 28 29ဆရာမယူသွားလိုက်တယ်ရလားအလုံးပေါင်း5ခန်း24 25 26 28 29တွေ့လားအဲ့ဒီကောင်ဒီ AC အပိုင်းရဲ့ဘယ်နှမှတ်ဖို့လဲ39မှတ်ဖို့ဒီ5ခန်းဒီစုစုပေါင်း39မှတ်ဖို့ပါဒီကောင်ကစုစုပေါင်း39မှတ်ဖို့နော်ရမယ်နော် chapter 24ကစနော် chapter 24 25 26 28 29အဲ့ဒါဒီစုစုပေါင်း39မှတ်ဖို့အားလုံးပေါင်းလိုက်လို့ချင်းကလေးတို့84မှတ်ဖို့ဖြည့်သွားပါပြီအဲ့ဒီမှာကလေးတို့ဆရာမနောက်ဆုံးခန်း2ခန်းတစ်ခါထည့်ပေးထားတယ်တူဖို့နဝဆိုပြီးထည့်ပေးထားတယ်တွေ့လားတူဖို့နဝစောက်ဥမှာနောက်ကျောလေးမှာကပ်ပေးထားတယ်ပုံလေးစောက်ပဲနောက်ကျောလေးမှာတူဖို့နဝအဲ့ဥစ္စာလေးဒီ16မှတ်ဖို့ပါဒါပဲအဲ့ဒါဆိုရင်ကလေးတို့အမှတ်တရဘလုံးဖြည့်ပါမယ်မင်းတို့အဲ့တုံလုံးပိုင်လို့ရှင်တရားဘိုးလုံးပြပါပြီဖြူးစာအုပ်ကသူနဲ့ဆင်တဲ့အခန်းတွေအားလုံးပါပါတယ်ဒီ order ရေးတဲ့ဟာမှာလည်းအဲ့ဒီစာအုပ်မှာလည်းကလေးတို့ဆက်ပြီးတော့လေ့လာလို့ရပါတယ်